ကဲဒီနေ့တော့အညာအလူထမင်းဝိုင်းကိုရောက်တော့တယ်လို့အပြေးဝခန်းစားစေရမယ်အလူထမင်းလေးချက်ပြီးတော့မှထမင်းမမိန်စားဖြစ်ခဲ့ပါတယ်အရင်ဆုံးချက်ရတဲ့အချိန်ပေးရတယ်ကလယ်ပဲလေးတွေကိုဂျင်းလေးထည့်ပြီးတော့မှပြုတ်ထားပေးလိုက်မယ်ပြီးရင်တော့အလူငချောက်ကြော်ဖို့အတွက်ငချောက်လေးတွေလည်းပြုတ်ထားပေးလိုက်မယ်ငချောက်ကိုကြတော့ကျွန်မကအသားမြောင်းကြောင်လေးသုံးထားပါတယ်သူကကြတော့အယိုးနဲ့တော့ပို့ပြီးတော့အဆင်ပြေတယ်ပေါ့နော်ပြုတ်ထားတဲ့ငချောက်လေးတွေလည်းရပြီဆိုတော့အေးခံပြီးတော့မှထောင်းထားပေးလိုက်မယ်ပဝင်ပစ္စည်းလေးလည်းအားလုံးစင်သစ်ဖြစ်ပြီဆိုရင်တော့ကျမတို့စကြော်လို့ရပါပြီထဲထဲကိုစီးတက်စနုံမုံထည့်ပြီးတော့မှချက်သွန်နီပပလိထားတာကိုအနှဲငယ်နွမ်းတီထိကြော်ထားပေးလိုက်ပါမယ်ချက်သွန်နီလေးတွေနွမ်းလာပြီဆိုရင်တော့ချက်သွန်ဖြူထောင်းထားတာပါထည့်ပြီးတော့မှဆက်ပြီးတော့ကြော်ထားပေးလိုက်မယ်ချက်သွန်ဖြူနီနန်းလေးလည်းမွေးလာပြီဆိုရင်တော့ထောင်းထားတဲ့ငချောက်ရဲ့ငရုတ်ချမ်းမုံရဲ့အယောင်တင်မုံလေးနဲ့ငယ်ထည့်ပြီးတော့မှမွေးထားပေးလိုက်မယ်ရတာတော့ကကြတော့စားနဲ့ချုံမုံလေးနဲ့ငယ်စီပဲလိုက်လိုက်ပါမယ်ကဲတဖြည်းဖြည်းကြော်လာရင်းနဲ့ကျမတို့ရဲ့အလူငချောက်ကြော်လေးကစားလို့ရပါပြီကဲပြုတ်ထားတဲ့ကလေးပဲလေးလည်းနူးအိလာပြီဆိုရင်တော့ပဲနှက်ဖို့အတွက်ထဲထဲကိုစီလေးလိုတလောက်ထည့်လိုက်မယ်စီပူလာပြီဆိုရင်တော့စနွန်းမုံလေးထည့်ပြီးတော့မှချက်သွန်နီလေးစီတက်လိုက်မယ်ရှူဝါရောင်လေးတန်းလာပြီဆိုရင်တော့ရောင်တင်မုံလေးနဲ့ငယ်ထည့်ပြီးတော့မှပြုတ်ထားတဲ့ကလေးပဲလေးတွေထည့်လိုက်မယ်အရတာအတွက်စားနဲ့ချုံမုံလေးထည့်လိုက်မယ်အနံလေးပိုမွေးသွားအောင်ကျမကချက်သွန်ပြူထောင်းထားလေးပါထည့်လိုက်မယ်ပြီးရင်ရင်သွေးလေးနဲ့ငယ်ထည့်မီးလေးလျှော့ပြီးတော့မှနှက်ထားပေးလိုက်မယ်ပဲနှက်ကိုအရန်ကြီးခဲမနေဖို့အတွက်ရေလေးနဲ့ငယ်ချမ်းပြီးတော့မှချပါမယ်ကဲပဲနှက်လေးလည်းချက်ပြီးဆိုတော့တရက်ချင်းလေးတုတ်ထားလိုက်ပါမယ်တရက်ချင်းတုတ်လေးလည်းရပြီဆိုရင်တော့ကျမတို့ရဲ့အလူဟင်းလေးတွေကစားလို့ရပါပြီရှင်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးပါရှင်